ရောက်စီတိုင်းကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ဆိုတာကိုဥစွာပြောပြချင်ပါတယ်ကျမ်းပိုက်တစ်ပိုက်ကိုဖတ်ချင်ပါတယ်ဂျေရမိအနာဂတိကျမ်းဟန်ကြီး33ငယ်3ငါ့ကိုခေါ်လို့ငါထိုးမည်ကြီးသောအရာတဲမတိနိုင်အောင်နဲ့နဲသောအရာတို့ကိုငါပြမည်ဖတ်တော်ကျမ်းပိုက်အဖြစ်ရောက်စီတိုင်းကိုဖျက်ခင်ကောင်းကြီးချပေးပါစေဒီကနေ့မှာအခုလိုရောက်စီလာတာကတော့ဖျက်ခင်ဖွင့်ပြတဲ့နှုတ်ဘတ်တော်ကိုကြားနာဖို့ခံယူဖို့ရအတွက်ဖြစ်တယ်ဆိုတာကျွန်တော်လုံးဝယုံကြည်ပါတယ်ကျွန်တော်တို့ဆုတောင်းဆက်ကထားကြတဲ့အတိုင်းပဲဆရာမကိုဖျက်ခင်ပူဆောင်ပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ဖျက်ခင်ရဲ့နာမတော်ကိုလည်းကျွန်တော်ချီးမွမ်းပါတယ်ဒီကနေ့မှာနည်းနည်းတဲ့အရာများကိုဆရာမကိုဖျက်ခင်သုံးပြုပြီးတော့မှကျွန်တော်ကြားရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ကောင်းချီးမင်္ဂလာခံစားဖို့ရအတွက်အစတဲ့ရှိကြပါသလား။ရှိပါတယ်။ဟာလေလုယာ။အာမင်။အဲ့တော့ဒီနေ့မနေ့ပရိသတ်နဲ့ဒီနေ့ပရိသတ်ကတော့မတူဘူးဖြစ်နေတယ်။မနေ့ပရိသတ်ကတမျိုးဒီနေ့ပရိသတ်ကတမျိုးပေါ့နော်။ဖျက်ခင်အမျိုးဆောင်ပို့ပေးနေတယ်။ဟာလေလုယာအာမင်အခုအထူးသဖြင့်အားလုံးတော့လိုက်မမေ့ဆက်တော့ဘူးဒီနေ့ကတော့အားလုံးကတယောက်နဲ့တယောက်တည်ဘူးပြီးသားတွေပဲဖြစ်မဲ့ထင်တယ်ဒီနေ့ကတော့ဆိုတော့ကျွန်တော်တို့UPC တဲ့တော့ကနေပြီးတော့ဆရာပတ်ကျွမ်းလည်းပဲရောက်ရှိလိုက်တဲ့တော့ကြောင်းအထူးကျေးဇူးတင်ပါတယ်ပြီးတော့လက်ခုပ်တီးရအောင်ဆရာတော့အစိုးရရောက်လာတယ်ကျွန်တော်တို့လည်းအများကြီးဆုတောင်းပြီးဖို့အချိန်များရခဲ့တယ်ဒီနေ့သူဆိုပဲဆရာမုံပြီးတော့ Full Gospel Assembly ကိုလည်းလက်ခုပ်တီးကျူဆွေးရအောင်အနည်းမှကျူဆွေးလည်းဒီလက်ပိုက်တယ်နော်ဆရာမုံပြသူတို့တဲ့တော့တရားလုံးပါဝင်ရုံတည်းမဟုတ်ပဲနဲ့ keyboard နဲ့လည်းပဲပါဝင်ပြီးတဲ့အတွက်ကြောင့်အထူးကျေးဇူးတင်ရှိပါတယ်ပြီးတဲ့အခါမှာအထူးသဖြင့်ကျွန်တော်တို့ဒီနေ့အခုလိုမြန်ဆိုင်နဲ့ဖျားကိုချီးမွမ်းနိုင်တာတော့အမနောအတင်းတော်ကလူငယ်များကြောင့်ဖြစ်ပါတယ်အထူးကျေးဇူးတင်ရှိပါတယ်သူတို့အဲ့ခုနကပါဝင်သွားတဲ့ worship အဖွဲ့ကိုအားလုံးစိတ်လုံးထဲမှာဖျားနဲ့ထိတွေ့ခွင့်ရရှိတယ်မဟုတ်လားကျွန်တော်လည်းတကယ်ရရှိခဲ့ပါတယ်တို့ကြောင့်ဒီ worship အဖွဲ့ကိုကျွန်တော်လက်ခုပ်တီးပြီးတော့ချီးမွမ်းရအောင်ဟာလေလုယာသူတို့ကိုပြန်ချီးမွမ်းသူတို့လည်းဘုရားကိုချီးမွမ်းတောင်းတတဲ့ကြောင့်ဟာလေလုယာရခင်ကောင်းချီးပြပါစေဒီနေ့မှာမနေ့ကတော့မမိတ်ဆက်လိုက်ရအောင်ဆိုတော့နော်AMEF အဖွဲ့ဒီကျေးဇူးပြုတော့မတထားပြပါဦးမနေ့ကဒီချာမိတ်ဆက်လိုက်ရအောင်ဒီနေ့တော့တော်များရောက်ရှိလာတယ်ကျေးဇူးတင်ပါတယ်ဖျက်ခင်ကောင်းချီးပြပါစေအဲ့တော့ကျွန်တော်တို့တတိခဏနာဒီလိုတဲ့နေ့ကဝေးတယ်ဘာမှရဖက်တော့ရှင်းနေတော့ဝေးတယ်လက်ဖက်တော့ဒီကနေ့ကဝေးတဲ့တနေ့ရှိအရင်ကြိုက်တဲ့ချိန်မှာတယ်လီဖုန်းဆက်တယ်ဆမလို့အဒီအရင်ကြိုက်တဲ့Washington DC မှာဖြစ်တဲ့အတင်းတော်တစ်ပါးမှာသူပြန်နှမ်းပြီးတယ်။ပြန်နှမ်းပြီးတော့လေအခုတည်းကလူကြီးရှိနေတယ်။ဟုတ်တယ်။ကြားတာအခုထက်ထိတကယ်ကိုထပ်ဖို့အဆက်ထိန်နိုင်တယ်လို့ပြောတယ်။တနေ့မီးတက်ကားစီပေါ့မီးလုံးနေစူပါမားကတ်လာရှာတယ်။သူတို့အမှုဆောင်တဲ့ဖျားကြောင်အပေါ်ကြီးတက်သွားတာမိတက
We need to all get big thing me out. Don't go to kid so that. Real that you can't get. I'm here. No, too. Only the other, no, that of sending to my sending to my people. TV. Young assistant outside. Mati bukan siapa kau, toleh, I boleh le tu, tercakap apa yang itu. Nasi ni, aku lepas selesai malam ini, lu ni di mana? Dunia itu ada dia le tu dia dikan le macam ni. Mas, lu ni kau tahu kau, no? Winning su, winning su alam siapa? Dia sebelum tiga lalu angkat dia, angkat hemat kalian. Ada meme di Twitter tu, Twitter tu, elu hamil ni, uyau kan? Locenya ni, apa yang itu cuma ni, kimsa, kain ni le cuma, tamia di luar sini, buli foto, ada, kain ni rumah ni, pitbo, jatuh rumah. Umat pian itu ada sudah. Ambil ni saya pakai. Kalau pian ni kini, punya. Aku sudah yang nak di masa tu aku tak saya lalu fikir dia. Ngapa lau sebab orang bukan macam ni. Kalau lewat aku mah pian kini tu ya tu aku ini ni. Nampak kena. Acing jauh lu pian di sini lu macam di cuma layar lagi. Mungkin mana tapi kalau dah tu, hari ni ale, jauh kerja aku menang. Lingkungan ni naik nasi lau, naik bong nasi tu kayu dia. Cik itu. Nanti ni mana le, ane tu ke kata, tu nak nak apa tu? Sini ni tu deh, lebih tu cai rumah aku, di ni ni ada mulu, pian di ada jam mulu lepas, pian di tu apa? Anda mesti kena biu. Sinong sing kaya ada biu cinya. Paling jangan tenda mana, aku mana pasal. Jangan dia biu ini sekali. Ada tangwai tu, ambil ini tu, nak sushi deh. Ini sih di mana tu mesti nak mana aku siapa? Amin. Haleluya. Kau ni nama ni boleh apa sahaja. Cinta paling. Amin. Ada tu. Layar ni ni. Kek dah biar tu. Allah ni apa cukup mutusia. Amin. Amin. Haleluya. Haleluya. Kasih kau ni apa deh? Kasih kau ni deh. Haleluya. Alam pertama usaha kalesi deh kita sudah yang no. Alam kali ni aku kau jipe yang atu terkuat dan yang aku timbang no. Kali alam sudah yang yang ada budaya cing alam terkait yang sekaya alam mesti benda kali ni kau jipe yang haleluya Yesus doa pada semua ikali tu dia dia sirai ukuran asyik orang ni orang jago akin yang dia ada pipi dong oh tu apa naik jaya tu ini semua yang longan oh isi mereka tak siapa yang oh tu aku tu tak tahu ini soya assignment alam yang syana mana yang syama oh yang ni lo sangwini pujinya yang ni lo sangwini alam alam yang syana mana kerja no kerja nama go oh cekam dia nama tahu ya Yesus nama cero jima tawa deh haleluya nama lo ni go cima deh pak ya nama lo go cima pada pak ya jadi kalau ni tak cipta di asal orang pulang kalau si
ရှင်ဘဝနေတော့အဖြစ်ကိုရရှင်လွမ်းချုံတော်မူပါအသွေးတော်အဖြစ်ရပတ်တော်မူပါကောင်းကင်တမန်များအဖြစ်ချမ်းရတော်မူပါကိုရောဤကလေးသမီးတရားစီတိုင်းကိုညီတရတော့ပျော်ရွှင်ရတော့ဟိုအဲ့ပျော်ရတော့ကိုရရှင်ပေးတနာတော်မူပါအာမင်ဘုရားတော်သူများကိုတရားဟောနေစဉ်ပြင်းကိုရရှင်ဒီအိုးသူတို့ရဲ့စိတ်နှလုံးများကိုလည်းကိုရရှင်လွတ်လပ်ဖြစ်ပေးရချမ်းသာရတော့ကိုရရှင်ပေးတော်မူပါယေရှုတော်ချီးမွမ်းရေးရှုနာမ၌ဆုတောင်းပါရပါဗျာအာမင်အာမင်ဟာလေလုယာယေရှုကောင်းမြတ်ပါတယ်ကျွန်တော်တို့လူဆီယမန်ဒီလိုပြောသွားတဲ့အတိုင်းပဲတနစ်ကြော်ပါပြီသူဖိတ်ခေါ်တာဆိုလို့ရှိရင်ကျွန်မကအချိန်မပေးနိုင်ပါဘူးဆီယမရေလို့ကျွန်မဘယ်ခရီးမှထွက်ဖို့အစီအစဉ်မရှိပါဘူးဆိုပြီးကျွန်မအများကြီးနေလေရှိတယ်သူလည်းတနစ်လုံးလုံးသူဆူတောင်းခဲ့တယ်ကျွန်မလည်းပဲဟိုကိုရောလို့ထားခဲ့မယ်ဆိုရင်တော့အတင်းတော့အတွက်စစ်စစ်ပေးပါလို့ကျွန်မအမျိုးသားနဲ့ရှိတယ်ခုလည်းဆရာကင်ပီဂျပန်ကနေရောက်လာတယ်ဆိုတော့စိတ်နဲ့စိတ်ချရတော့ဘယ်လိုခေါ်မလဲနော်ကျွန်တော်တို့အဲ့ဒီအားဒီခါလေးတွေကိုနာသူတို့စိတ်မချတာပြောတာမဟုတ်ပါဘူးကျွန်မဆိုလိုတာကကျွန်မစိတ်နှလုံးထဲမှာမိခင်နေနဲ့မိသားစုကိုလည်းရှိသေးတယ်ကျွန်မမှာသားတစ်ယောက်ရဲ့အမေတစ်ယောက်ရှိတယ်အသားအကြီးဆုံးက20နှစ်18နှစ်အငယ်ဆုံးက10နှစ်ဆိုတော့ကျွန်မသားငယ်လေးကိုကျွန်မအထူးသဖြင့်စိတ်ထဲမှာရှိတယ်မထားခဲ့ရှင်မှုမိခင်အနေနဲ့ပေါ့နော်ပြီးတော့ဘိန်းဟိုဘယ်လိုခေါ်မလဲအိမ်ထောင်တယ်ဆိုတော့အိမ်ထောင်ဘယ်လိုခေါ်လဲရှင်မအိမ်ထောင်ရှင်မဖြစ်တဲ့အခါကျတော့ကျွန်တော်တို့တာဝန်တွေများတယ်နော်ဒီတော့လေအုပ်ချုပ်ရနေတာအကုန်လုံးဆိုတော့ကျွန်မစိတ်ထဲမှာအသေးတော်မှာပဲအေးစစ်စစ်နေမယ်ဆိုပြီးတော့ကျွန်မစိတ်ကလေးရှိပါတယ်။ဒါပေမဲ့ဖခင်ရှင်ကဂျုံရဲ့နောက်ပိုင်းမှာတော့ကျွန်မကိုအခွင့်ပေးပြီးဆိုတာကျွန်မနားလည်ပါတယ်။ဟာလေလုယာ။ဆိုတော့ဒီဂျုံမတိုင်ခင်မှာနေတာသေးမှာတော့ဆရာခိုင်ပြီးကကျွန်မကိုခေါ်တော့တော်စာအော်ကလာဟိုမာမှာကျောင်းသူကျောင်းသား9ယောက်လောက်ရှိပါတယ်။အဲ့ဒီမှာတော့ရောက်ပြီးတော့ဒီဖြစ်ခဲ့တဲ့ပတ်အလိုလောက်မှာပေါ့နော်။မတိုင်ခင်မှာတော့ရောက်ခဲ့ပါတယ်တင်နန်းတော်ပေးရင်းနဲ့ဖျားရှင်ကကျောင်းသူကျောင်းသားများတာမကပဲနဲ့တခြားလူတွေရောဝိညာဉ်ဆိုးရဲ့ညှင်းဆဲမှုခံရတဲ့အမျိုးသမီး9ယောက်ကိုအော်ဖေရပဲလူမျိုးပေးခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ခဲ့ပါတယ်ကျွန်တော်တို့နေတဲ့ Laredo Texas ဆိုတာက Laredo ကဒီ Mexico ရဲ့နယ်စပ်ဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့နေတာ73နှစ်ထဲမှာဝင်ပါပြီကျွန်တော်တို့တော့ရောက်တာကတော့ဒီမှာစီပါရှိပါပြီလို့ကျေးဇူးတော်ကြောင့်အဲ့ဒီမှာမမျော်လင့်ပဲနဲ့ကျွန်တော်တို့ missionary အနေနဲ့လှူရှားရတဲ့အဖြစ်ပြရှင်ပေးပါတယ်အခုဆိုရင်ဗမာမိသားစုလေးစုလောက်ပဲရှိပါတယ်နော်အိမ်တင်းတော်မှာတော့ကြံခဲ့တဲ့ရှိသေးတဲ့လူတွေက90လောက်ပဲရှိပါတယ်ဝိညာဉ်ဖမ်းတဲ့ဟာအားလုံးသာလာပဲဆိုရင်တော့ဒီနေရာတွေမဆက်လို့ဘူးပေါ့နော်ဒါပေမဲ့ဘုရားရှင်ကနေပြီးတော့ဆုတောင်းပြီးတစ်ခုကိုစာလုံးစေခဲ့တယ် Global Impact Prayer House ဆိုပြီးတော့ဒီကဘာလုံးကိုကတ်တင်ရိုက်ခတ်နိုင်တော့ဆုတောင်းခြင်းဆိုပြီးတော့ကျွန်တော်တို့ရှိခဲ့ပါတယ်အဲ့ဒီဆုတောင်းခြင်းမှာနေရောညရောပေါ့ဒီ Friday ညဆိုလို့ရှိရင်ညတော့ပေါ့ဆုတောင်းတယ်နော်ဒါပေမဲ့ဗမာပြည်သူပြည်သားတွေတိတ်မရှိတော့ကျွန်တော်တို့ကဆရာကြီးကြီးပဲပေါ့နော်ညတော့ပေါ့ဆုတောင်းပါတယ်လို့အခုညတော့ပေါ့ဆုတောင်းတာကိုတော့ကျွန်မဆွဲလာနေပါပြီလို့9နှစ်ရှိပါပြီအဲ့လိုတောက်လျှောက်မပြတ်ဆုတောင်းသွားတာနော်နေ့တိုင်းဆုတောင်းခြင်းနဲ့ကျွန်တော်တို့သွားပါတယ်ယေရှုတော်ကြောင့်ဟာလေလုယာအာမင်နေ့တိုင်းမတဲ့တည်းကဆက်တော့ညနေထိကျွန်မအလုပ်ကဆုတောင်းခြင်းပဲကျန်တဲ့အလုပ်ကျွန်မဘာမှသိဘူးလို့ဆုတောင်းခြင်းကျမ်းစာဖတ်မယ်ကျမ်းစာကိုနှလုံးသွင်းမယ်ဆုတောင်းမယ်အဲ့မှာညနေပိုင်းမှာလိုအပ်တဲ့အိမ်သွားလေဖို့ရှိရင်သွားမယ်လူပြလူနာသွားကြည့်ဖို့ရှိရင်ညနေပိုင်းမှာအချိန်ပေးပါတယ်ကျန်တဲ့အချိန်ကတော့တစ်ချိန်လုံးပဲဘုရားကျောင်းမှာနေတယ်ဒီကျမတို့ဘုရားကျောင်းကဒီဟာရဲ့3ဆရှိမယ်အရှိကြီးပဲဒါပေမဲ့တကယ်လူထိုင်ဖို့နေရာကဒီလောက်ပဲပေါ့နော်ကျန်တဲ့နေရာဟိုဘက်အခန်းနေရောပြီးတော့ကျဲကြီးပဲ3000နဲ့300နဲ့ကျမတို့လက်စလာတိုင်းမှာ5ပါတယ်ဟာလေလုယာအာမင်အခု9နှစ်ရှိပြီအတင်းတော်စတဲ့အချိန်မှာလူ6ယောက်နဲ့စပါတယ်အတင်းတော်စတဲ့အချိန်မှာလူ6ယောက်နဲ့အဲ့ဒီ3000နဲ့5ဖို့ဆိုတာတော့မဖြစ်နိုင်တဲ့ဟာဖြစ်တယ်ဒါပေမဲ့ဘုရားရှင်ကနေပြီးတော့ယုံကြည်ခြင်းကိုပေးတယ်ယုံကြည်ခြင်းနဲ့ပဲစခဲ့တယ်လူတွေကထင်မှာပေါ့ဒီတင်းတော်စတော့အင်္ဂလိပ်တွေကငွေပေးလို့ပေါ့နော်သူတို့လူငယ်တွေချလို့စခဲ့
ခဲ့တယ်လို့ထင်ကောင်းထင်လိမ့်မယ်ဖျားရှင်လို့ရှိအဲ့ဒါတွေလည်းကျွန်မကြားရမှာပေါ့နော်တခြားကြားတဲ့အချိန်မှာတက်ပြီးခံဖို့အများကြီးရှိပါတယ်ဖျားသခင်နဲ့ဘယ်လိုခေါ်မလဲဒီရှင်အဖြစ်ဖြစ်စေတွေ့ဆုံခဲ့တဲ့အရာတွေပြောင်များစွာပေါ့ကျွန်မတက်တည်ခံဖို့အများကြီးရှိပါတယ်ဒီတိုင်းပဲတက်တည်ခံတော့မယ်ဆိုရင်လည်းမဖြစ်သေးဘူးနှုတ်ကပတ်တော့ကျွန်တော်တို့ဝါရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်မဆိုလိုတာကနေ့တိုင်းလာတဲ့တလောက်လာကြပါဖျားရှင်ကကောင်းကြီးပေးမှာဖြစ်ပါတယ်လို့ကျောင်းမချင်းတာမကဘူးဝိညာဉ်တို့လည်းချင်းတာမကပဲနဲ့ခင်ဗျားတို့ရှင်ရဲ့အတွက်လည်းဖျားရှင်ကသိရတော့ခွင့်ဝိညာဉ်စုကျေးဇူးမှာတို့ပွားရတော့ခွင့်အရှင်တို့ဝိညာဉ်တော်ပေးသိခြင်းအခြားတော့ဘာသစကားများများလေးတဲ့လူတွေဖျားရှင်ကပေးမယ်နော်အမျိုးမျိုးဖျားရှင်ကဒီတပတ်တော်ပြင်မှာလောက်သွားမှာဖြစ်တယ်ဆိုတာကျွန်မလုံးဝဖျားခင်နာမတော်အဖြစ်အာမခံပြီးတော့ပြောကြချင်ပါတယ်ဟာလေလုယာချင်းလို့ပြောမယ်ချင်းလို့ဆိုရင်တော့ကျွန်မဗာတဲ့တူလဲဆိုတော့ဒီလိုဆုတောင်းပြီးတော့နေခဲ့တာဆိုရင်အခုအဲ့ဒီမှာရောက်တဲ့ကစဆိုတော့73နှစ်ထဲမှာ73နှစ်လောက်အဲ့ဒီလောက်ထိဆုတောင်းခဲ့တယ်နော်ကျွန်မဘယ်မှာသွားဖို့စီစဉ်မရှိဒါပေမဲ့ဒီလိုရှိတယ်ကျွန်တော်တို့အရက်တွေပါနေချက်ပူတဲ့လူရှိမှာပေါ့နော်အရက်ခေါင်ရည်ချက်ပူတဲ့လူတွေနော်ဟိုကဇွနင်းတို့ခေါ်တဲ့ဟာတွေနော်ချက်တဲ့ခါကျတော့ဘယ်လိုလုပ်ရလဲတိတ်ထားရတယ်မလားတိတ်ထားတယ်ပန်းဒီတို့ပန်းဒီရီတို့နော်တိတ်ထားရတယ်မလားပန်းဒီကိုတော့ကြာလာတဲ့ခါကျမှအဲ့ဒီကစစ်တဲ့ကြီးထွက်လာတယ်ပေါ့နော်ကျွန်တော်တက်တာကိုဝတ်ထားတာဗျာဘုရားသခင်ထဲမှာနော်ဆုတောင်းခြင်းနဲ့နှုတ်ကပတ်တော်နဲ့ဖြည့်ပြီးတော့မှဝတ်ထားတာကြားတဲ့ခါမှာအဲ့ဒီမှာဘုရားရှင်ကအခါတည်းဒီလိုသွားထွက်တဲ့အခါမှာအော်ဖွယ်ရတယ်အများကြီးပြုလုပ်တာဆိုတာကျွန်တော်တွေ့ရတယ်အဲ့ဒါကြောင့်အဲ့ဒီနီးလန်းလေးတွေကိုလည်းကျွန်မဆရာတွေအပိုင်းကိုကောင်းဆောင်ပိုင်းတွေဖြစ်သိချင်တဲ့လူတွေကဖြစ်ပေါ့နော်ကျွန်မအများကြီးတင်ပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တစ်ခေါက်လာဖို့ဆိုတာထောင်နဲ့ချီပြီးတော့လာရတယ်ဒီမှာသူတို့ဝေကုန်ကြေးကြတဲ့ခေါ်တဲ့အခါမှကျွန်တော်တို့ရောက်လာနိုင်တာဖြစ်ပါတယ်လို့အဲ့ဒီတော့တွင်မှာအလကားအလဟတာမထားဖို့ရန်အတွက်ကျွန်တော်ပြောချင်ပါတယ်ဒီအတွက်ကြောင့်အားလုံးလာနိုင်တဲ့လောက်လာကြပါဝိညာဉ်စုကျေးဇူးတွေဘယ်လိုရနိုင်မလဲဒါဆိုဘယ်လိုဖြစ်ရင်ကိုယ်နဲ့အလုပ်လုပ်နိုင်မလဲဆိုတာတွေကျွန်မအရင်ပဲအဲ့ဒီလိုတိုက်ရိုက်တင်တမ်းမပေးမယ်နော်တက်တေခံချင်းအဖြစ်ခင်ဗျားတို့ရရှိတော့မှာဖြစ်ပါလေလို့တယောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေဒီနေ့ညနေခင်းမှာကျွန်တော်တို့ဆွေးနွေးမဲ့အကျမ်းပိုက်ကျွန်မယူဆောင်လာပါတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုကျွန်တော်တို့ဘယ်လိုနားလဲကြမလဲဒီနေ့ညကတည်းစပြီးတော့ဖြစ်နိုင်ကျမ်းစာအုပ်ယူခဲ့ကြပါလူတိုင်းကျမ်းစာအုပ်ရှိမယ်လို့ကျွန်မယုံကြည်ပါတယ်နော်ကျမ်းစာအုပ်နဲ့နှုတ်ဖို့ကလေးယူခဲ့ကြပါဒီနေ့ညနေမှာစာလံတရားတဲ့ခုတစ်ခုလုံးကိုကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်တယ်ကျွန်မကတရားဟောတာတဲ့ကျမ်းစာဆွေးနွေးတာအရင်ပို့ပြီးတော့ဝါဒနာပါပါတယ်ကျမ်းစာဆွေးနွေးကြရအောင်နော်ကြည့်ပြီးတော့မှစာလံတရားတဲ့ခုနှစ်တစ်ခုလုံးမှာတော်တော်ရှိပါတယ်အပိုင်ငယ်43ခုရှိပါတယ်အဲ့ဒီစာလံတရားတဲ့ခုနှစ်ခုကိုကြည့်တဲ့အခါမှာအချိန်ဝတ်ဆိုတဲ့စကားတစ်ခုကပါလဲဆိုလို့ရှိရင်ထာဝရဘုရားကိုကျေးဇူးတော်ကိုချီးမွမ်းဖို့ဆိုတဲ့စကားတစ်လုံးတွေ့ရလိမ့်မယ်သူတို့ရဲ့ဆုတောင်းတန်ကိုနားရောက်တော်မူတဲ့ဆိုတဲ့စကားလုံးတစ်လုံးလည်းတွေ့ရမှာဖြစ်ပါတယ်လူမျိုးစုအနေနဲ့အမျိုးအစားအနေနဲ့၄မျိုးလောက်အမျိုးအစားဆိုတဲ့နေရာမှာအသက်ရှင်တဲ့ပုံစံ၄မျိုးလောက်ဆွဲချထားပြီးတော့မှဒီမှာရတော့ဆွဲချထားပြီးတော့မှပြောထားပါတယ်လို့နော် Praise the Lord Hallelujah Hallelujah ဒါရှိကောင်းရတယ်ဒီစားမရှိဘူးတဲ့နော်အားလုံးကြားရလား Amen ဒါဆိုရင်မိုက်မပါပဲနဲ့ကြက်ပြောမယ်လေနော်မိုက်ပါတော့ကိုကောင်းတာပေါ့နော်ပထမဆုံးဒီနေ့နဲ့ကျွန်တော်တို့43ကိုလည်းပတ်ပြီးတော့မှကျွန်တော်တို့ဖတ်ရအောင်ဒီတော့ဖတ်မယ်အားလုံးဒီကနေ43ကိုတရားနဲ့ခေါ်40နဲ့3နဲ့40နဲ့3ကိုဖတ်ရအောင်နော်ဒီမှာထားမယ်နော်အဲ့ဒါကိုကြားတယ်အားလုံးပါတယ်အားလုံးဖတ်ကြအောင်အချင်းစိုးဒီပညာရှိသူတို့သူဒီအမှုအရာတို့ကိုဆင်ခြင်၍သာရဘုရား၏မိမှုနာကျေးဇူးတော်ကိုနားလည်လိမ့်မည်
ကျွန်တော်တို့နားလည်ဖို့ရန်ဆာလံတရားနဲ့ဒီစစ်ကနေပြီးတော့ကိုကြည့်မယ်ဆိုရင်အလုံးဖတ်ရအောင်နော်ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ဂရုဏာတော်အစဉ်မြဲတည်တော်ကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့ယံသူ၏လက်မှထာဝရဘုရားလုပ်၍အရှိအနောက်တောင်မြောက်အရရက်သေးကသူသိတော်သူ၏ဟူသောရွေးတော်မူသောသူတို့သည်ဝင်ခံကြစေသူတို့သည်တော်တွင်စိတ်ညာရာ၌အရ၌တည်၍ဒီစရာမြို့သို့ရောက်သောလမ်းကိုမသိကြစာမမှုသိ၍စိတ်ကြကြ၏စီရင်ခံရသောအခါသောဘုရားကိုအော်၍ဒုက္ခရေကသေထုတ်တော်မူပါသူတို့ဒီစရာမြို့သို့ရောက်စေခြင်းကကြောက်သောလမ်းဖြင့်ပို့ဆောင်တော်မူလူသားတို့၌ပြုတော်မူသောဂရုဏာတော်အားတော်တော်အမှုတော်တို့ကိုထောက်၍ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းကြစေအကြောင်းမူကားတောင်းတတော်ဝိညာဉ်ကိုရောက်ရစေ၍ဝတ်သိတော်ဝိညာဉ်ကိုအကောင်းသောအရာနှင့်ဝါစေတော်မူ၏ဟာလေလုယာလို့ပြောရအောင်နော်ဟာလေလုယာဟာလေလုယာဟာလေလုယာဘုရားရှင်ကောင်းမြတ်တယ်ဆိုတာအဟောစရာကောင်းပါတယ်ဒါပေမဲ့လူတွေကခက်ခဲတဲ့အချိန်မှသာလေကျမတို့ကကဲတော့ရှင်းခါတဲ့အချိန်မှတော့ပဲဘုရားရှင်ကောင်းမြတ်ချမ်းကိုနားလေတက်တယ်ဒီကနေ့ဒီချမ်းသာကျမဘာဖြစ်လို့ယူလာရလဲဆိုဘုရားရှင်ကလည်းပြောခင်ဗျားရဲ့လူမျိုးတွေကိုပြောတာပါတဲ့ငါရဲ့ချစ်ချင်းတဲ့အကြောင်းတခုနာတော့ကျေးဇူးတော်ဘယ်လောက်ခင်ဗျားတို့ဒီဗမာပြည်ကလူတွေချင်းလူမျိုးတွေအပေါ်မှာဘယ်လောက်ချီးမွမ်းတယ်လဲဆိုတာကိုပြောပြပါလို့ဆိုတဲ့အတွက်ကြောင့်ဒီချမ်းသာကိုကျွန်မရွေးချယ်ခဲ့ပါတယ်ဘုရားသခင်ကောင်းမြတ်တယ်ဆိုတာကျွန်တော်တို့ကပါစက်ကပြောပြီးမှနှလုံးသားကနားမလဲတဲ့အချိန်ကများစွာရှိပါတယ်ဒီကနေ့ဘုရားရှင်ကကျွန်တော်တို့တရားစီတိုင်းရဲ့စိတ်ဝိညာဉ်များကိုအားလုံးဖွင့်ပေးပြီးတော့နားလည်ရတော့ဖွင့်ပေးဖို့ယေရှုနာမ၌ဆုတောင်းပါတယ်အာမင်ဒီမှာအရှင်းနောက်တောင်မြောက်ရက်ကနေလာတော့သူများမဟုတ်ဘူးကျွန်တော်တို့ဗျာနော်ကဘာအရှင်းနောက်တောင်မြောက်ချင်းပြည်နယ်ကနေလာချင်းပြည်တောင်ပိုင်းကလာတဲ့လူရှိတယ်မြောက်ပိုင်းကလာတဲ့လူရှိဗမာလူမျိုးတွေရှိတယ်လူမျိုးပေါင်းစုံနော်ချင်းလူမျိုးစုံချင်းလူမျိုးပေါင်းစုံတွေမှာတော့ရောက်ရှိလာတာဖြစ်တယ်အဲ့ဒီမှာကျမတို့ဘယ်တော့ကြည့်အောင်ရန်သူရဲ့လက်ကဘုရားရှင်ကကျမတို့ကိုကယ်လို့တယ်မဟုတ်လားအာမင်ဖိနေချင်းခက်ခဲချင်းအထဲကနေဘုရားရှင်ကကျမတို့ကိုရှိတဲ့နေရာကနေကျမတို့ရွေးနှုတ်ပြီးတော့မှဆိုတော့သူရဲ့ရွေးနှုတ်တဲ့အရာကိုကျမတို့ဝင်ခံရလိမ့်မယ်ဟာလေလုယာဒီမှာတော်ထဲမှာလေနေကြတယ်တဲ့လူစိတ်ညံ့ရအလက်လိုက်လေ၍နေစရာမြို့တော့ရောက်တော့လမ်းမတွေ့ကြမလေးရှားမှာဒီပါမလောက်ဆောက်ခဲ့တယ်ထိုင်းမှာဆောက်ခဲ့ကြတယ်အိန္ဒိယမှာဆောက်ခဲ့တယ်လူတွေအမြင်မှာတော့ဒီလူတွေကလူလိမ်လူညာတွေပဲလို့ကျွန်တော်တို့ထင်ကောင်းထင်မယ်ဟုတ်လားဟုတ်တာပေါ့မာတာပေါ့မာနဲ့စကားပြောတဲ့အချိန်လည်းအများကြီးရှိပါတယ်ဒါမဲ့တစ်ချိန်တစ်ခါကပြီးပါများဘောဘွားများကဘုရားကိုယိုသေးပြီးတော့ဟစ်ခဲ့တဲ့အတန်ကိုဘုရားရှင်ကနားညောင်းပြီးတော့မှကျမတို့လေစရာမရှိဘဲနဲ့စားတော့စရာခက်ခဲပြီးတော့နေခဲ့တဲ့တော့ကြတောင်ချာမှာကျမတို့နော်ခက်ပင်ပန်းစွာနဲ့နေခဲ့ရတဲ့ဘဝကနေပြီးတော့အခုကဘာလုံးမှာအမြင့်ဆုံးသောနေရာတွေမှာ air condition နဲ့နေရာတွေမှာတွေ့ပူတဲ့မီးတွေတစ်ချိန်လုံးလင်းနေတဲ့မီးတွေချားတော့ကျွန်တော်နေရနော်ဘုရားရှင်ဘလောက်ကောင်းမြတ်တယ်ကျမတို့ကိုဒီအဲ့ဒီကနေပြီးတော့နော်ခက်ခဲလို့လားမလေးရှားရောက်သွားတာတော့မလေးရှားဒီလောက်ကြီးကျယ်တာတွေ့ရတယ်ဒါနဲ့မလေးရှားမှာသူများတွေကိုဒီပို့ဝေပို့တဲ့လူကနေရာကောင်းကောင်းနဲ့တောင်းဆိုနေရတယ်ဒါနဲ့ပလိကိုကြောက်ရတယ်ရဲကိုကြောက်ရတယ်ဟုတ်လားထွက်ပြေးရတယ်ဒီလိုရိုက်ခံရတော့ချို့ဆိုလို့ရှိရင်ကားတိုက်ပြီးတည်တယ်တချို့ဆိုရင်လူတွေကတက်ပြီးတော့တည်တယ်နော်ဒီလိုအဲ့ဒီမှာတော့လဲပြနေတဲ့အချိန်မှာနော်ကျွန်တော်တို့တတိယနိုင်ငံတော့နိုင်ဖို့ရအတွက်ဘယ်လောက်ချီအောင်ဆူတောင်းခဲ့တယ်လေဆူတောင်းကြသလားနော်ဘယ်လောက်ချီခွဲခဲ့တယ်လဲမြန်သွားချင်တယ်ဟုတ်လားဆူတောင်းခဲ့ကြတယ်နော်အဲ့ဒီအချိန်လေးညကိုကျွန်တော်တို့မမေ့ဖို့ရအရေးကြီးပါတယ်လူစညာရရက်မှာကျွန်တော်တို့သွားခဲ့တယ်တချို့တွေတော်ထဲမှာအလုပ်လုပ်တယ်တချို့တွေတဲနဲ့နေရတယ်နော်ကျွန်တော်ပြုတ်ပုံထဲမှာအများကြီးနေရတယ်
သူများအိမ်မှာစင်ခံတဲ့နေရသူများတဲ့မနေအတူတူမနေချင်းလဲကိုနဲ့မစီမဆိုင်ဘူးနေအားလုံးတွေ့ပြီးတော့မှအိမ်ထဲမှာစုပြုံပြီးနေရတယ်ခက်ခဲချင်းအမျိုးစုံကျွန်တော်တို့နေခဲ့တဲ့အချိန်မှာစားရတဲ့အချိန်ရှိတယ်အချိန်တည်းသမင်းစားတဲ့လူရှိတယ်တချို့ယူသွားတယ်တချို့စိတ်ပြတ်ပြီးတော့မှနော်ကြောင်သွားတဲ့လူတွေအများကြီးရှိတယ်မလေးရှားမှာလူတွေအများကြီးဟာဝိညာဉ်ဆိုးနဲ့စိတ်ဓာတ်ကျပြီးတော့မှဝိညာဉ်ဆိုးဆွဲသွားတဲ့ဟာတွေတော့ဝိညာဉ်ဆိုးနှိပ်စက်တဲ့လူတွေကျွန်မအများကြီးရှိရဆိုတော့ကျွန်မသိတယ်အဲ့ဒီလောက်ချစ်ခဲတဲ့စီးရတဲ့ထဲကနေဖျားရှင်ကဲတော့မကိုတော့ကျွန်တော်တို့ကဲတော့ဘာလို့ဆိုတဲ့အချိန်မှာဖျားခင်ကကျွန်တော်တရားစီတိုင်းရဲ့ဆူတောင်းတာကိုနားရောက်ပြီးတော့မှနော်တော့ဒီတော့တပွဲပြီးတပွဲကဲတော့ပြီးတော့မှကျွန်တော်တို့ကိုဒီနေရာတိုင်းကိုပို့ဆောင်ခဲ့တယ်ဆိုတာဘုရားရှင်ရဲ့ကျေးဇူးတော်ကြီးမားလို့ပါတယ်အာမင်တမန်တော်ဝတ္ထု15:25နဲ့26ကိုအတူတကွဖတ်ရအောင်ဘုရားသခင်သည်ခတ်သိမ်းတော်သူတို့အားဇီဝအသက်နှင့်တကွာထွက်တဲ့မဆာ၍ခတ်သိမ်းတော်ရာပြီးတော့ရှိပြီးသဆုံးတစ်ခုကိုအလိုရှိလူတို့လက်ဖြင့်ကျွေးမွေးခြင်းကိုအားတော်မူသည်မဟုတ်ဘုရားသခင်သည်ဒီအပြင်လုံး၌နေရသောလူအမျိုးမျိုးတို့ကိုအထွေးနေမှဆင်းတော်မူ၍လူတို့အားဝဲဝေစီမသောအချိန်ကာလကို၎င်းလူတို့၏နေရာအပိုင်ခြားကို၎င်းမှတ်သားတော်မူ၏26နဲ့29အဆက်မှာပါရှိတယ်ဆိုရင်သူတို့ကိုပို့ဆောင်ပေးတဲ့နေရာတွေကနေပြီးတော့ဘုရားသခင်ကိုတည်တာဖို့ရဖြစ်တယ်လို့เนาะရေးထားပါတယ်ဒီမှာဘုရားသခင်ကအရှိလူသားအားလုံးကိုသူကဖန်ဆင်းပြီးတဲ့အခါမှာဒီလူကကိုကြိုက်တယ်သဘောကျတယ်ဟိုလူကိုမကြိုက်ဘူးဆိုတာမရှိဘူးကိုကရုပ်ဆိုးတယ်လို့ပဲထင်ဟုတ်လားကိုကဘယ်လိုပဲဘယ်လိုခေါ်လဲငါတို့ကသူများအနေခံရတဲ့လူမျိုးတွေပါဆိုပြီးတော့မှကိုနေပြီပဲဘုရားရှင်ကအားလုံးကိုကျွန်တော်တို့ကြည့်ပြီးတော့မှတန်းတူညီကျူတဲ့လူသားအားလုံးရဲ့ဟစ်တာကိုနားထောင်ဖို့ရအစစ်စစ်ရှိတယ်ဟာလေလုယာအဲ့ဒီတော့မြေတပြေလုံးမှာအချိန်သူ့နေရာနော်အချိန်သူ့ရဲ့ season နဲ့ပေါ့နော်သူ့ရဲ့ချိန်ကာလကိုခွဲခါမှကားထားတယ်။ဟိုချင်းပြင်းနေမှာဘယ်ကာလကနေဘယ်ထိဒီသမီးကအဲ့ဒီမှာမတူပြမှာနေမယ်အဲ့ဒီကနေရောက်ပိုင်းချင်းမှာတနည်းလောက်နေမယ်ဟုတ်လားပြီးရင်ရန်ကုန်မှာရောက်သွားမယ်ရန်ကုန်ကနေပြီးတော့ဒီလိုသွားမယ်ဆိုတော့ဘုရားရှင်ကစီမံခွဲခန့်ထားပြီးသားဖြစ်တယ်အဲ့ဒီကနေမလေးရှားကိုရောက်သွားမယ်ခါနဲ့ပို့ပြီးတော့ရင်းနှီးလာတည်လာမယ်ဟုတ်လားတစဘုရားနဲ့ခင်နဲ့တည်လာပြီးတဲ့အခါမှာအဲ့ဒီမလေးရှားရောက်သွားပြီးတဲ့အခါမှာဩစတြေးလျရောက်ဖို့ဆိုတာဖြစ်စေအမေရိကန်နိုင်ငံရောက်သွားဖို့ဖြစ်စေနယူးဇီလန်ရောက်ဖို့ဖြစ်စေဘုရားရှင်ကနော်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာသွားချင်တဲ့ဆန္ဒရဲ့နော်ကိုလိုပေးတဲ့ UN ကဖြစ်စေသူတို့စိတ်နှလုံးထဲမှာကျမတို့သွားမယ့်နေရာများကိုဘုရားကပြင်ဆင်ပေးထားတဲ့အတိုင်းပဲကျမတို့ရောက်သွားတာဖြစ်တယ်ဟာလေလုယာတချို့ကငါအဲ့ဒီ no way ကိုသွားချင်တာပါတော့ဒီမှာပေးသွားတယ်နားမလည်နိုင်ဘူးဟုတ်လားငါအမေရိကန်ကိုရှောက်ထားတာမရောက်ဒီဘက်ကိုရောက်နေတယ်အဲ့လိုပဲကြိုးစားမယ်ဘုရားရှင်ကသူ့မှာ assistant ရှိတယ်ဟာလေလုယာဒီကိုရောက်ခိုင်းတာသူ့ဘုံတော်ထင်ရှားဖို့ဖြစ်တယ်ကျမတို့ဒီဘုရားသခင်နဲ့နီးဖို့ဖြစ်တယ်29မှာအိမ်ရောက်တဲ့အခါမှာဖတ်ကြည့်ပါသူ့နေရာတွေတတိုင်းကနေပြီးတော့ရောက်ရှိသွားတဲ့နေရာမှာဘုရားသခင်နဲ့နီးဖို့ရတဲ့ဘုရားရှင်ကတယောက်စီတိုင်းကိုပို့ပေးတယ်ဆိုတာကျမ်းစာထဲမှာပါရှိတယ်ဟာလေလုယာဒါကြောင့်မို့ကျွန်တော်တယောက်စီတိုင်းအားမငယ်ပဲနဲ့နော်ဂုဏ်ယူဝတ်ကြောစွာနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ကျွန်တော်တို့အသက်ရှင်ပြီးတော့နေဖို့ရဖြစ်တယ်ကျေးဇူးတော်ပဲချီးမွမ်းဖို့ရဖြစ်ပါတယ်အာမင်အာမင်ငါတို့ဒီရောက်သွားတယ်ငါကတော့ဟိုမှာမကောင်းတာလို့ဒီလိုဖြစ်သွားတယ်အဲ့လိုလည်းမဟုတ်ပါဘူးဘုရားသခင်ကခင်ဗျားဒီအတွက်တော့မဲဖို့တော့ဒီဖက်ကိုရောက်သွားတာနော်အကြောင်းရှိတယ်နော်ဒီဖက်ပိုင်းကိုရောက်သွားတယ်လို့လည်းအကြောင်းရှိတယ်ဟိုဖက်ကိုရောက်သွားတယ်လို့လည်းအကြောင်းရှိတယ်ဘာလို့လဲဘုရားရှင်ကိုဆောင်ပေးချင်တာသူ့မှာအကြောင်းရှိတယ်အာမင်ဘုရားခင်ဗျားဒီဘက်ကိုရောက်လာတယ်ဆိုဒီဘက်မှာရှိတဲ့လူတွေကခင်ဗျားရဲ့ဝိညာဉ်ပိုင်းမှာပန့်ထိုးပြီးဖို့ရန်ဖြစ်ကောင်းဖြစ်နေမယ်နော်ဒီမှာကျန်းစာရတော့နေတာနော်ကျန်းစာရနော်ကျွန်တော်တို့အမေရိကန်နိုင်ငံရောက်သွားတဲ့အခါမှာ
ကျမမျိုးသားကျန်းစာကြောင်းတက်ပြီးတော့မှသူကသွားတာပေါ့နော်တယ်လီမှာတက်နေတယ်ဒါပေမဲ့ကျွန်တော်တို့ဒီသားစုကိုခေါ်မဲ့ခါကျတော့ရမယ်ဘယ်လိုခေါ်မလဲဝေရှာရတော့မှာပေါ့ကျောင်းသားဘဝနဲ့မိသားစုကိုခေါ်ရမယ့်အချိန်မှာမတူဘူးလေဆိုတော့ဒီဥစ္စာတွေခုမှသူကအလုပ်လုပ်တဲ့ခါကျတော့သူရဲ့ boss ကနေပြီးတော့နဲ့ဆက်ကိုပို့လိုက်တယ်မက္ကဆီကိုနဲ့ဆက်ကိုပို့လိုက်တယ်ပို့လိုက်တဲ့ခါကျတော့အဲ့ဒီမှာဗမာလူမျိုးတယောက်မှလည်းမရှိအခုလို refugee တွေရောက်လာတယ်လည်းမရှိဘုလုံခဲ့တဲ့နေများစွာတော့ကဆိုတော့ခါလေးဒီတော့တဲကိုရောက်သွားတော့ကျွန်မလူတွေကိုကြည့်ပြီးတော့အမေရိကန်တော့မတူဘူးလို့ကျွန်မအရင်ကဝမ်းနေခဲ့ဝမ်းနေပြီးတော့ဒါကဗမာပြည်ပြန်လာတဲ့ကောင်းပါတယ်လို့အကြိမ်ကြိမ်ကျွန်မတို့ပြောခဲ့ဒါဆိုလို့ရှိရင်ဆိုတော့ပြင်ဆင်ပြီးတော့LA ကိုပြန်တော့ကျန်တဲ့ကျောင်းနဲ့တက်ပြီးတော့ဗမာပြည်ပြန်ဝင်ရအတွက်ပေါ့နော်စဉ်းစားကြခဲ့ကြပထမနေ့ဝေစုရအောင်ဝေတဲ့ဘယ်တော့မှစုနိုင်တဲ့အချိန်မှာမရှိဘူးဒုတိယနေ့ဝေစုရအောင်တော့ဝေမစုနိုင်ဘူးတတိယနေ့ရောက်ပါလေရောအဲ့ဒါနဲ့ဖျားရှင်ကကျမကိုဝေပေးတာပေါ့နော်ကျမတားငယ်လေးပဲပေးတဲ့ခါကျတော့ပိုးပြီးတော့မသွားနိုင်ဘူးရတဲ့အခြေအနေဖြစ်သွားတယ်ဖြစ်သွားတဲ့ခါမှာAG ဖျားကြောင်းတစ်ခုကို9နိုင်ချိန်လောက်မှာသွားတာအဲ့ဒီတော့ကကျမတို့ Southern Baptist မှာကျွန်တော်ဖျားရှိခိုးတယ်ဆိုတော့နည်းနည်းဝေးတယ်။မှာ AG ဖျားကြောင်းမှာညနေပိုင်းမှာဖျားရှိခိုးတယ် Pastor ကခေါ်တယ်။ကျတော့တောင်းခဲ့ပါဦးလေလက်ပြင်ပြီးဆုတောင်းပေးတယ်။ဆုတောင်းပေးတဲ့ခါကျတော့ကျွန်တော်တို့ကသူကဘာမှမမေးပဲနဲ့လေမင်းတို့ကဒီမှာ accident နဲ့လာတာပေါ့ဒီမှာအချောင်းရှိလို့ဖျားရှင်ကထားပေးတာဖြစ်တယ်လို့ပြောတဲ့ခါမှာကျွန်တော်တို့လည်းမြန်ကြောင်ဆုံးငိုတယ်။ငိုတော့အမဆုံးဖြတ်တာပေါ့ဘာလို့ဘယ်မှာဘာလို့မရလဲဒီမှာလည်းရတော့မယ်ညစီလာစကားပြောနေတယ်နော်အဆန်ကတော့ဘာလို့ဒီမှာပါလို့မလဲနော်ကိုလူမျိုးကိုအင်္ဂလိပ်စကားတောင်မှပြောတဲ့ဒီစပန်လို့ပြောတဲ့တောင်ပိုင်းအမေရိကကလက်တင်လူမျိုးတွေစပိန်စကားပြောတဲ့လူတွေအင်္ဂလိပ်စကားပြောတဲ့လူတွေရှိတယ်အဲ့ဒီကြားထဲမှာနေရတယ်နေရတော့ဘာအကြောင်းရှိတယ်လဲကိုဘာကြောင့်လဲကျမနေတိုင်းပြင်းနေတဲ့ဆူတောင်းတယ်အစာချောင်းဆူတောင်းတော့ကျမမျိုးသားကအလုပ်သွားတော့တယ်ဟိုတိတဲ့အတိုင်းပဲအရင်တုန်းကဆိုရင်တော့အမေရိကန်နိုင်ငံမှာနော်အပါစတာတွေကလူကခေါ်လဲဆိုတော့ဆရာတော်ကပါပြောတယ်ခရုံးလာတဲ့ကုန်ကြီးတို့ထွက်တယ်နော်ဆိုပြီးတော့ဒီဆရာပြောလေးရှိတယ်ဆိုတော့ကမမပြမမှုတော့ဆောင်တယ်ဒီရောက်တော့အကုန်လုံးလို့ရတယ်ဆိုတော့ကုန်ကြီးတို့ထွက်လို့ဆိုတော့ကိုပြောဆိုအဲ့ဒါနဲ့ဘုန်းကြီးလူမထွက်ရဘူးလို့အဲ့တော့ဆက်လုပ်ရမယ်ဆက်လုပ်လို့ရတော့မှရှိတယ်အဲ့ဒါနဲ့ဆူတောင်းကြတာတော့ကျွန်တော်တို့တည်းဆူတောင်းတယ်တနင်္ဂနွေနေ့လည်းအလုပ်လုပ်ရပါတယ်ရောအဲ့ဒီမှာပြဿနာဖြစ်သွားတယ်ကျွန်မကဆရာမဘယ်မှာလဲအဒီကနွေနေ့မှာရောခမင်းရောလည်းအလုပ်လုပ်ရတယ်ဆိုတော့ကျွန်မတစ်ချိန်လုံးကိုလည်းတစ်ချိန်လုံးကိုလည်းပြီးတော့ဆူတောင်းတဲ့ခါမှာပြဿနာရှင်ကရှမတောင်းတာနားကြောင်းဟာလေလုယာတောင်းပါတော့မဖြစ်သေးတဲ့ဥစ္စာမှန်တယ်ကိုဆုတောင်းရင်ဘုရားရှင်ကနားကြောင်းပဲဟာလေလုယာအချိန်ကြာလာတဲ့အခါမှာဆုတောင်းတာဘုရားရှင်နားကြောင်းပြီးကျမတို့သားကိုအလုပ်ထဲကနေထုတ်လိုက်တယ်ထုတ်လိုက်ပြီးတော့ကျမတို့အမှုတော်အတူတူဆောင်တင်ရရှိပါတယ်လို့တို့တို့လည်းပြောမယ်ဆိုလို့ရှိပေါ့နော်ဆိုတော့ကျမဒီနေ့ပါပြောချင်တယ်ဒီကနေ့73နှစ်လုံးကိုလာရီနိုတက်ဆတ်မှာနေတာအခုဘာကြောင့်ဘုရားရှင်ကကျွန်မအဲ့ဒီကျွန်မတို့ကိုအဲ့ဒီကိုပို့ရဆိုကျွန်မသိသွားတယ်အတင်းတော့တခုပေးတယ်စားခဲ့တယ်ပြီးတော့အဲ့ဒီနဲ့ဆက်မှာဆိုရင်ဘယ်ကမှဆိုလို့ရှိရင်ဟိုဘက်ကနေဒီအမေရိကန်နိုင်ငံကိုဖုံးဝင်ချင်လို့ဒီကုတိချက်ချင်လို့ဆောက်တဲ့လူတွေအများကြီးဘယ်မှာရှိတယ်ဘာလို့တမှုတဲ့ဘော်ရီလို့ပေါ့နော်အဲ့လိုရှိတာဘယ်ကနေဒီဘက်ကမှာဆိုတော့အဲ့ဒီမှာအဲ့ဒီနေရာမှာဘာဖြစ်လဲဆိုလို့ရှိရင်ဟိုဝီစေဝမှာဟိုတမားတွေကဒီဘက်ကိုကြော်ပြီးတော့မှ truck တွေနဲ့ဟိုဖွက်ထားပြီးတော့မှအဲ့ဒီမာရီဝါနာလို့ခေါ်တဲ့ဥစ္စာတွေနော်ဟိုကန်ဇာပေါ့ချီလို့ပြောနေဆိုရင်အဲ့ဒါတွေကိုတို့ကဖက်ပြီးတော့မှတဲလာဒီဘက်ကတော့တဲလာပြီးတော့မှ US ထဲမှာတို့ကတော်တော်လေးအလုပ်ဖြစ်နေအဲ့လိုဖြစ်လာတဲ့ခါကျတော့ US ကမနိုင်တော့ဘူးဖြစ်သွားတယ်တနေ့ကျတော့ဒီရဲဘက်ရှာရီလို့ခေါ်တဲ့အဖွဲ့ကနေပြီးတော့
ကောင်းကြီးအများကြီးကိုအုပ်ချုပ်တဲ့ဆရာလေးတို့ကနေစပြီးတော့ကျွန်တော်ဆူတောင်းဖွဲ့တွေကိုခေါ်ပြီးတော့မှသူတို့ရဲ့ပြဿနာကိုတင်ပြတယ် conference လုပ်ပြီးတော့အဲ့ဒီမှာသူတို့ဆူတောင်းတဲ့လူတွေမဟုတ်ဘူးဖရားတော်မှသိတာဒါပေမဲ့ငါတို့လူအပိုင်းကနေပြီးတော့မတတ်နိုင်တော့ဘူးဆိုပြီးတော့မှကျွန်တော်တို့ဆူတောင်းဖွဲ့တွေကိုသူတို့ကညီတောင်းပါတယ်တောင်းတော့ကျွန်တော်တို့ကဆူတောင်းဖွဲ့ intercessor တွေကိုခေါ်ပြီးတော့အရရက်ကနေခေါ်ပြီးတော့မှ conference လုပ်တယ်လုပ်ပြီးတဲ့အခါမှာသူတို့ကတိတ်ကလေးသူများကိုမပြရအရာတွေကိုအစိုးရရဲ့ secret တွေကိုပြတယ်မက္ကဆီကိုဘက်မှာဥပမာဆိုလို့ရှိရင်9မိနစ်တိုင်းမှာမိန်းကလေးအမျိုးသမီးတယောက်ပျောက်နေတယ်အချိန်တိုင်းမှာကိုလည်းပျောက်နေတာပဲအဲ့ဒါပဲရောက်သွားတယ်လေဆိုတော့အဲ့ဒီကဒီဝိရစေဝါလုပ်တဲ့လူတွေကဖမ်းထားတယ်ကြိုက်တယ်လို့လုပ်တယ်မရင်းချစ်တယ်ဟိုတက်စီတွေလောင်းပြီးတော့မိရှို့တယ်သူတို့ကိုတတ်တိုက်တာပဲလေအင်္ဂလိပ်တွေနဲ့အကုန်လုံးသူတို့ဖြောက်လိုက်တာပေါ့နော်အဲ့ဒီတေဆုံးတော့တဲ့အမျိုးသမီးတွေကိုတဲခဲမှာပြုတ်ထားတာဒါမှမဟုတ်ဟိုဗါလေအင်္ဂလိပ်ဖြော်ပြီးတော့မှပြီးတယ်နော်အင်္ဂလိပ်ပြတာမြေတွေဖြော်ပြအဲ့ဒီမှာတခါလေအဲ့ဒီထဲမှာပေါ်လုပ်လိုက်တယ်ဆိုအများကြီးသူတို့ပေါ်ထုတ်လိုက်အဲ့ဒီဟာတွေကြောင့်မက္ကဆီကိုနိုင်ငံကအခုချိန်မှာဆိုရင်တော့ဒရမ်ဟိုခါကျဲလို့ခေါ်တယ်တော့ဒရမ်တွေကအုပ်ချုပ်တဲ့ဘာတွေကနိုင်ငံတော်ကမှတော့အုပ်ချုပ်နေတဲ့တော့ရှိတယ်အဲ့ဒီရက်မှာလူများကြီးတက်ခံရတယ်အပြစ်မဲ့တဲ့လူတွေများတက်ခံရတယ်အခါရတော့ကျမတို့အဲ့ဒါတွေအများကြီးကြားနေရတဲ့အခါဒီဘက်ခန်းမှာချောင်းတစ်ခုလည်းချားထားတယ်တရားလေးခုကဟိုကနေဆက်ခုထားတဲ့တရားလေးခုကချားထားတော့ဒီဘက်မှာကကျမတို့ဆူတောင်းနေရှိတယ်နေရောညရောငိုရောပြကျမတို့ဆူတောင်းခဲ့နော်အခုကိုကမစီမဆိုင်ပမာပီကချင်းလူမျိုးတယောက်ကနေဆက်မှာနေပြီးတော့အဲ့ဒီချင်းမိသားစုတစုကဒီလိုငိုရောပြဆူတောင်းနေတယ်ဆိုတာဘယ်တော့ကဘုရားရှင်ရဲ့အကြံစီလဲဆိုတော့ကျွန်တော်တို့စဉ်းစားလို့မရဘူးအာမင်ဘယ်တော့ကဒီဟာကိုနှလုံးသားထဲမှာပေးထားတယ်ကျွန်တော်တို့ဗမာပြည်မှာချင်းပြည်နယ်မှာဆူတောင်းခဲ့တာဘုရားကျောင်းမှာအစာရှောင်ခဲ့တဲ့ဟာတွေဟာအလကားမဟုတ်ဘူးနော်ဘုရားရှင်ရတယ်ခင်ဗျားတို့ခေါ်တယ်အာမင်ကိုရဲ့လုံငါကျေပြတ်ဖို့ပဲဘုရားရှင်ကဆူတောင်းခိုင်းတာမဟုတ်ဘူးသူများနိုင်ငံရောက်သွားတဲ့အခါမှာနိုင်ငံသူတို့နိုင်ငံကိုစားလူမျိုးတွေရဲ့ကိုစားအတွက်ကျမတို့ကိုချင်းလူမျိုးတွေကျမတို့ဗမာပြည်ကခရိယန်တွေကိုဆင်လွတ်လိုက်တာဖြစ်တယ်အာမင်အဲ့ဒါကြောင့်မို့ကျွန်တော်အခုဘာနာတယ်ဆူတောင်းအိမ်ရှိပြီးတန်ချေလို့နေတဲ့အခါမှာကျမတို့ကအဲ့ဒီပေါ်မှာဖြစ်ခဲ့တဲ့အရာဆူတောင်းခြင်းအဖြစ်မြောက်များစွာတော့ဒုက္ခရောက်တဲ့အရာတွေကိုဝိညာဉ်ထဲကနေစီးတားနေတယ်ဆိုတာဘုရားရှင်ကဖော်ပြပေးတယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ရှေးမစွာကဒီအရာအတွက်ဖန်ဆင်းထားတဲ့ဘုရားရှင်ကအဲ့ဒီနဲ့ဆက်မှာကျွန်တော်နားမလည်နိုင်အောင်ကြောက်သွားတယ်အမေရိကန်နိုင်ငံကြောက်သွားပြီမဲ့ Los Angeles တို့ Chicago တို့မြို့ကြီးတွေသူများတွေပြောပြီးတော့ပြောရှင်နေတဲ့မြို့တွေမှာမရောက်ရဘူးအဲ့ဒီမှာရောက်သွားတယ်စဉ်းစားလို့မရနိုင်အောင်ဖြစ်ခဲ့တဲ့နေ့ရက်အများကြီးကြားခဲ့တဲ့နေရာမှာဘုရားရှင်ကငါသမီးငါသားဒီနေရာဖြစ်တယ်မင်းတို့ငါခေါ်တာဒီနေရာဖြစ်တယ်ဆိုပြီးတော့အဲ့ဒီနေရာမှာစက်မြုပ်ကျွန်တော်တို့နေခဲ့ရတယ်ဟာလေလုယာဘုရားသခင်ရဲ့အကြံစီကိုကျွန်တော်တို့အခုချိန်မှာနားမလည်နိုင်ဘူးတို့တော့10နှစ်လောက်မှနားလဲကောင်းနားလဲနေမယ်မဟုတ်ရင်နောက်နှစ်မှနားလဲကောင်းနားလဲမယ်မဟုတ်ရင်သေခါနေမှပဲနားလဲတဲ့အချိန်ရှိကောင်းရှိတယ်ဒါပေမဲ့ဒီနေ့ကျွန်မဘာပြောချင်လဲကျမ်းစာထဲမှာပြောပါတယ်ရောက်သွားတဲ့နေရာကြီးဘုရားသခင်ကကြိုတင်ပြီးတော့စီမံခန့်ခွဲပြီးတော့ကိုဒီနော်မိမိတယောက်စီတိုင်းဒီနော်ဘုရားကိုတိလာဖို့ဘုရားရဲ့ကိုယ်နီးကပ်ဖို့ရန်နော်ထားပြီးတဲ့နေရာတိုင်းဖြစ်တယ်ဆိုတော့အတိအကျယုံကြည်ပြီးတော့မှကိုရောပါအလိုလိုရှိတယ်လေဒီနေရာကနေကိုရောနဲ့တာရဲ့နီးဖို့ရန်အတွက်ဘာတွေကညာကျမကိုပြင်ဆင်နေတယ်ဘာတွေကညာကျွန်တော်ကိုပြင်ဆင်နေတယ်လဲဆိုတာကိုမျက်စိတစ်စိတ်တစ်စောင်းနဲ့ကြည့်ပြီးတော့လေ့လာမှတ်သားထားပါဟာလေလုယာစာအုပ်ရှိပါစာထဲမှာရေးပါဘယ်ခုနှစ်ကဘယ်ဝင်ရောက်တဲ့ဘယ်သူကကြိုးဆိုတယ်ဘယ်နေရာမှာဘာဖြစ်တယ်ဘယ်မှာဒီမှာရောက်သွားတဲ့အတင်းတော်ဘယ်မှာပါဝင်လဲဘာအကျိုးကျေးဇူးရှိတယ်ဘာကြောင့်ဒီတော့ကျွန်တော်ရောက်လာရတယ်ပုံမှန်ရေးပါရေးကြည့်ပါကျမ်းစာဖတ်ပါဘုရားရှင်စကားပြောလာတယ်ဟာလေလုယာအကျင့်စီရှိတယ်ဆိုတော့ကျွန်မပြောချင်ပါတယ်လူသားတယောက်စီတိုင်းလူမဲတွေလည်း
ဖျားရှင်ဘုရားကိုပို့ပေးတာအကြောင်းရှိတယ်လူဖြူလဲတရုတ်တွေလည်းဟိုမှာပို့ပေးတာအကြောင်းရှိတယ်ဟိုလူဟိုဘကအဖြူတွေလည်းဒီဘက်မှာနေခိုင်းတာအကြောင်းရှိတယ်အခုအကုန်လုံးရောတော့ပြီးတော့ကဘာလုံးကနေပြီးတော့သွားခိုင်းတာအကြောင်းရှိတယ်နော်တရားစီတိုင်းအတွက်ကောင်းကျိုးအတွက်ဖျားရှင်ကစီမံခန့်ခွဲနေတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။စာလံတရားနဲ့ခုနှစ်30ကနေ20ကိုဖတ်ကြရအောင်။ဖတ်ရအောင်နော်။ထိုသူတို့သည်ဖျားခင်အမိန့်တော်ကိုညှင်းဆန်၍အမြင့်ဆုံးသောဖျား၏တရားတော်ကိုမထီမဲ့ပြီးပြုသောကြောင့်မောင်မိုင်းဒီမင်းအိမ်၌ထိုင်တဲ့ဒုက္ခတွေ၎င်းအကျိုးတွေ၎င်းရှင်းအောင်လည်းနေရကြ၏။ဖျားခင်သည်အမှုရောက်စေ၍လူတို့စိတ်ကိုနှိမ့်ချတော်မူ၏။လူတို့သည်လည်းထောက်ပသောသူမရှိဘဲစီးရဲခံရသောသာရတရားကိုဟော၍စီးရဲဒုက္ခတွေကနေတော်မူ၏။မောင်မိုင်းနှင့်ဒီမင်းအိမ်ကထိုးဆောင်၍သူတို့ချီနှောင်ခြင်းကိုထီတော်မူ၏လူသားတို့ပြုသောဝိညာဉ်တော်၏အဝဲသောအမှုတို့ကိုထောက်၍သာရဗျာ၏ကျေးဇူးတော်ကိုချီးမွမ်းကြစေအကြောင်းမူကားဂျေဝါတကားတို့ကိုချိုး၍တန်တန်လန့်တို့ကိုအပိုင်းပိုင်းဖြတ်တော်မူ၏ဟာလေလုယာဒီမှာဟုတ်တယ်နော်ဟုတ်ပြီဒီနေရာမှာလူမျိုးတစ်မျိုးကိုပြောတယ်အင်္ဂလိပ်လိုဒီမှာပေါ်ပြထားတာကတော့ဒီခုနပြောတဲ့လူတွေမဟုတ်ပဲနဲ့လူတချို့ပြောတာဖြစ်တယ် some ဆိုပြီးတော့ပြောထားပါတယ်ခုနဖတ်သွားတဲ့ဥစ္စာနော်လူတချို့ခုနတော့လူတချို့က settlement ဘယ်နေရာမှာနေထိုင်မယ်ဆိုတာမသိဘဲနဲ့လှည့်လည်သွားလာပြီးတော့မှဘယ်နေရာကိုရောက်သွားမယ်ဆိုတော့မသိဘူးတဲ့ဒုက္ခရောက်တဲ့အချိန်မှာတော့အော်ဟစ်တဲ့အခါမှာဘုရားရှင်ကသူတို့ကိုပို့ပေးတယ်တဲ့ဒါကြောင့်မို့ဒုက္ခရတဲ့အချိန်မှာကျွန်တော်တို့ဆုတောင်းခြင်းကိုနားရောက်တဲ့အတွက်ကြောင့်သူတို့ဒီဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းစေဆိုပြီးတော့ဆုံးသက်ထားပါတယ်အခုကျတော့တချို့တို့ဟာတဲ့ဒီမှာထိုသူတို့လို့ပြောတယ်ဒါပေမဲ့အင်္ဂလိပ်လိုမှာတချို့တို့ကတဲ့လူတချို့ကြတော့ဘာဖြစ်လဲဆိုလို့ရှိရင်ဘုရားသခင်ကအဝင်နေတရားဟောရင်လည်းနာမထောင်ခြင်းဘူးလောကပတ်တော်ဖတ်ရင်လည်းနာမထောင်ခြင်းဘူးသူတို့ကဘုရားရဲ့အမိန့်တော်မှာတမန်ကိုညှင်းဆန်ပြီးတော့နေကြတယ်တဲ့ဘုရားရဲ့အကြံအစီကိုလည်းသူတို့နာမထောင်ခြင်းဘူးဘုရားကဘာကြံစီထားဘယ်လိုလုပ်လဲဆိုလို့ရှိရင်ဆရာကြီးလာပြောရင်လည်းယူမဆိုင်ဘူးသူတို့မှာအဲ့ဒီလိုလူတွေရှိတယ်အဲ့ဒီလူတွေကထောင်ထဲမှာရှိတယ်လို့ပဲသူတို့အသက်တာကရှင်းအောင်ရှင်းမဲ့ခံရတယ်တဲ့ဂျိုတန်ဂျိုနဲ့ရှင်းအောင်ရှင်းခံရတယ်ဆိုတဲ့ကမှာအပြင်ပန်းမှာသူတို့ကတန်ဂျိုနဲ့မရှင်းအောင်ရှင်းမရှိဘူးဝိညာဉ်ထဲမှာဝိညာဉ်ဆိုးများကသူတို့ကိုနော်ရှင်းအောင်ထားတဲ့အခါသူတို့ကပိတ်ပိတ်အောင်သူတို့ရဲ့နှလုံးသားကမောင်မိုက်ခြင်းရှိတယ်ဒီနေကောခန်းကြီး30ထဲမှာပါရှိတယ်လေဆိုလို့ရှိရင်နော် sorry နေကောခန်းကြီး4ထဲမှာပါရှိတယ်ဆိုလို့ရှိရင်နော်အဝင်ဒီလီတရားကိုနော်နားမထောင်ချင်တော့သူကကြောက်လဲဆိုလို့ရှိရင်သူတို့ကိုဝိညာဉ်ဆိုးကသူတို့မျက်စိကိုမှောင်မိုက်စေတယ်တဲ့ဒီလိုဘယ်လိုခေါ်မလဲဘယ်လိုခေါ်မှာပေါ့နော်ဒီလိုသူတို့မျက်နှာကိုဒီလိုကာထားတာပေါ့တရားဟောရင်လည်းနားမလည်နိုင်ဘူးသူတို့မျက်စိကကြောင်တောင်လဲလူမျက်စိကတော့ဆရာတွေကိုကြည့်တယ်ပေါ့ဒါပေမဲ့သူတို့အတွင်းမျက်စိကမမြင်ဘူးနားရှိတော့လည်းမကြောက်ဘာလို့လဲလူမှာပါရှိတယ်လေနားနော်ဒီမှာကြားရတယ်အတန်ကြားရတယ်အနံ့ခံလို့ရတယ်အာယုံ၅ပါးရှိတယ်ဟုတ်လားမျက်စိနဲ့ကျွန်တော်တို့ကြည့်လို့ရတယ်ပြီးတော့ဗာပြီလေအရသာကိုပြီးဆန်းလို့ရတယ်ဒီမှာချိခံလို့ရတယ်ဟုတ်လားအာယုံ၅ပါးဆိုပြီးကျွန်တော်တို့မှာရှိပါတယ်ဒီတိုင်းပဲဝိညာဉ်ထဲမှာလည်းကျွန်တော်တို့ဝိညာဉ်မျက်စိရှိတယ်ဝိညာဉ်နားရှိတယ်ဝိညာဉ်အာယုံတွေရှိတယ်အဲ့ဒီမှာဝိညာဉ်တွေမှာလည်းဝိညာဉ်အတွင်းကဝိညာဉ်ကအဲ့ဒါရှိတဲ့အခါမှာဒါပေမဲ့အဲ့ဒီအတွင်းကဝိညာဉ်ကအလေးမရှိတဲ့အခါကျတော့အပြင်လူမျက်စိကတော့ဖွင့်ပြီးတော့ကြည့်နေတယ်ဒါပေမဲ့နားကမကြားဘူးဒီအတွက်ကြောင့်ကျမ်းစာတစ်ခုလုံးကိုပြန်ဖတ်တဲ့အခါမှာကျွန်မတိကျမ်းထဲမှာဘုရားရှင်ကဘာပြောတယ်ယေရှုကဘာပြောလဲဆိုလို့ရှိရင်နာရှိတော်မီသူမီဒီကကြားပါစေလို့အမြဲတမ်းပြောတယ်နော်နာရှိတော်သူမီဒီကကြားပါစေဝိညာဉ်နာနဲ့ကြားတဖို့
ဘုရားရှင်တယောက်စီတိုင်းရဲ့နာကိုပြပေးပါစေအာမင်ဝိညာဉ်မျက်စိနဲ့မြင်တတ်ဖို့ဘုရားရှင်တယောက်စီတိုင်းကိုကောင်းချီးပေးပါစေအာမင်နော်ကျွန်တော်ဝိညာဉ်နာကြားဖို့ရအမြဲတမ်းပြောတယ်ဗျာဒိတ်ကျမ်းကိုကြည့်ပါဗျာဒိတ်ကျမ်းထဲမှာပြောတယ်နာရှိတော့နော်ကဲဘုရားရှင်ကလူတွေကိုစကားပြောတဲ့အခါမှာပြောတယ်ဆိုရင်သင်တို့ဒါတဲ့ကြားတယ်တဲ့ကြားတော့လေနားမလဲဘူးတဲ့အတွင်းအာယုံကနားကမကြားတဲ့အခါမှာနားလေခြင်းမရှိဘူးဒါကြောင့်မို့ဒီမှာဘာဖြစ်တယ်လဲဆိုတော့ဒီလူတွေရဲ့နှလုံးသားတွေကပိတ်အောင်မောင်းနေတဲ့နော် darkness ကနော်မောင်မိုက်တကူကလွန်မိုးထားသူတို့ကဘာချစ်အတွင်းကနေမမြင်တဲ့အခါမှာဘာပြောအတွင်းသူတို့နားမလဲဘူးသူတို့ဇာတိအတိုင်းအသက်ရှင်တယ်ဇာတိတိုင်းအသက်ရှင်တာကသူတို့ကိုချီနှောင်ပြီးတော့သူတို့မျက်စိကိုကာကွယ်နေခိုင်းတဲ့ဝိညာဉ်ဆိုရှိနော်အကြောင်းကများရဲ့တက်တာမှာအဲ့ဒီလိုနားမလဲနိုင်အောင်ဘုရားတရားပြမှာပို့ပြီးတော့မဝေးနိုင်အောင်အကြောင်းရှိတယ်ဆိုရင်အခုတော့မာနေပြီကျွန်တော်ရဲ့အတွင်းလူကတော့တခုမာနေပြီဆိုပြီးတော့ပုဂ္ဂိုလ်ကိုစစ်ဆေးဖို့ရအရေးကြီးတယ်ဘုရားရှင်ကကျွန်တော်ဆုတောင်းပြီးတော့မှတမီးရဲ့နာဝိညာဉ်မျက်စိကိုဖွင့်ပေးပါလို့ဆုတောင်းရတယ်အာမင်အာမင်ဝိညာဉ်မျက်စိဖွင့်ပေးဖို့ကျွန်တော်တို့ဘုရားဆုတောင်းရဘုရားကြောင့်လာတဲ့အခါမှာတခါလေနော်ဘုရားကြောင့်မှာထိုင်ဖို့ထိုင်ရတယ်ဒီကနေ့ကိုရရှင်ပြောတဲ့စကားကိုရရှင်ကိုဝိပုချင်းမှာဝိညာဉ်စိတ်နှလုံးအကျဉ်းမဲ့နဲ့ဝိပုတတ်ဖို့ရလို့သူတင်ပေးပါဆိုပြီးတော့အရင်ဆုံးဆုတောင်းတာအာမင်ဒီလိုဆုတောင်းမှသာလေဆရာပြောတဲ့စကားနားလေပဲဒီထဲမှာပြောတဲ့တခြင်းဆိုတဲ့အရာတွေကနှလုံးသားထဲမှာတကယ်ဝင်သွားမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာဘုရားကိုချစ်ကြတယ်ဘုရားကြောင့်လာတယ်ကျွန်တော်တို့လူမျိုးတွေကဘာဖြစ်တယ်လဲဆိုရင်ဘုရားကြောင့်ထဲမှာအရင်စကားပြောပြီးတော့အိုးဘုရားကြောင့်ထဲမှာထိုင်ပြီးနေကြစီနေစားတယ်လူတွေစားအိုးဘုန်းနဲ့စကားပြောဘုန်းနဲ့ပြောချင်တယ်ပြောအိုးတရားနဲ့အတင်းအဖြစ်ပြောတာတော့ဘာလို့ကောင်းလို့ပြီးတဲ့ခါမှာရှင်းမချင်းစားတဲ့ခါမှာဝိညာဉ်တော်ကမလုပ်ရှာဘူးတဏှာကြီးလောက်ဆွဲပြီးတစ်ချင်းစီတဲ့စက်ကြီးဆိုပေမဲ့ဘာမလုပ်ရှာအရှင်တို့ဝိညာဉ်တော်လှုပ်ရှားဖို့ဆိုတာလေခက်တယ်အနည်းအားဖြင့်ပြောလို့ဆိုခက်တယ်ဒါပေမဲ့လွယ်နေအာမင်အဝိဇ္ဇာမရှိဘူးအရှင်တို့ဝိညာဉ်တော်လှုပ်ရှားဖို့ဆိုတာခင်ဗျားအချင်းမှာပဲရှိတယ်အာမင်အာမင်ခင်ဗျားနှလုံးသားအလုံးကိုပေးလိုက်တာနဲ့အခါလေးဝိညာဉ်တော်လှုပ်ရှားတယ်အာမင်ဟာလေလုယာအဲကြောင့်အာယုံအလုံးကိုပေးလိုက်ဖို့ကျွန်တော်ဆုတောင်းဖို့ဖြစ်တယ်နော်နှလုံးသားအလုံးကိုပေးလိုက်တာနဲ့တရားစီတဲ့ဒီမှာထိုင်ကုန်မှာထိုင်တဲ့တရားစီတဲ့နှလုံးသားအလုံးကိုပေးလိုက်လို့ရှိရင်တခြင်းတမို့ဆဆိုတာနဲ့ကိုခါလေးကိုဝိညာဉ်တော်လှုပ်ရှားမှာဖြစ်တယ်အာမင်အဲ့တော့ဆရာတဘာဆရာထံပြီးဆိုတဲ့ဖွင့်ပါစကမှာကြောင်းတဲ့ဟိုတောင်းတကုံမှာအလုပ်လုပ်ကိုဆရာထံပြီးဆိုတဲ့ဆရာကပြောမှုတာကဟိုကြားမှုတာရှိတယ်ငါတို့စင်ကာပူလေကpraise and worship လုပ်ပြီးစင်ကာပူမိနစ်20နဲ့ခါရဝိညာဉ်တော်လှုပ်ရှားတာဒါပေမဲ့ကျွန်တော်တို့ကတနိုင်လောက်တချင်းနဲ့ဆွဲဆိုနေလည်းပဲဘာမှမလုပ်တာဘာမထူတာတခုရှိတယ်လို့သူပြောလေးရှိတာကျွန်တော်စဉ်းစားနေတာပေါ့ဘာများဖြစ်မလဲဆိုတော့ဘယ်ဟုတ်မလဲအဲ့ဒီစင်ကာပူတွေကဝိချင်းမတို့တခါလေဘုရားသခင်နဲ့အာယုန်တခါလေပြုလိုက်တယ်ငါဘုရားကြောင့်ဝင်လာတာကအနည်းဆုံးတော့ဘုရားနဲ့ငါတွေ့ဖို့လာတယ်ဆိုတော့သူတို့စိတ်ထဲမှာသူတို့တခါလေထားတယ်ဟာလေလုယာဘုရားကြောင့်လာတာကဒီဆီယာမကဘာထူးထူးဆန်းဆန်းပြောပြတယ်ဆိုတာနော်ဒီနေ့ပြောက်ပါမလားနားဘယ်လိုဖြစ်မလဲဆိုတော့စူးစမ်းဖို့လာတဲ့လူများတယ်နော်ဒီဆီယာတော့ပြည့်တဲ့ခါမှာငါထင်တယ်တော့ဘာလို့ဆိုတာလေပြောဖို့များတယ်ဟုတ်လားအဲ့ဒါလေးကြောင့်ကျွန်တော်တို့ဝိညာဉ်တော်မလို့ရှိဘူးဘုရားဘာသာရေးသွားကြည့်ပါနော်တို့ရဲ့ခရီးကြောင်းကတော့တို့ရောက်သွားပြီဆိုရင်အဲ့မှာစေတီရှေ့မှာရောက်သွားတယ်အာယုံအားလုံးကိုထိန်းချုပ်ပြီးတော့ဖက်စစ်တော့ထိုင်ပြီးတော့မှလက်ကိုတော့ရှက်ပြီးတော့မှခါရမျက်စိမိတ်ပြီးတော့အာယုံမမကနဲ့ရုပ်ထုတောင်တို့အာယုံမမြင်ရတဲ့ဖယားကိုကျွန်တော်တို့အာယုံပြုနိုင်ဖို့ဒီတန်ချိုးထက်ကနေခြေ
ချင်းအောင်ချစ်တဲ့ကလို့ဖို့ဖျက်ရှင်အလိုတော်ရှိတယ်အာမင်အဲ့ဒါခရစ်တော်ကသူကလက်ဝါးကလေးမှာတည်ခံတဲ့အခါမှာတယောခန်းကြီးသုံးနေရှိမှာပါပြောတယ်ဘီမှာပါပြောတယ်ခရစ်တော်ကြွလာခြင်းဟာဆိုလို့ရှိရင်တဲ့ဝိညာဉ်ဆိုဒါဆိုစံတဲ့လုံအားလုံးကိုဖြတ်ဖို့ရကြွလာတယ်ဟာလေလုယာအာမင်ဒါကြောင့်မို့ဒီမှာအန်ဂျိုနဲ့ချင်းအောင်ထားခြင်းဘောနဂင်မဟုတ်သေးတယ်လေဘောနဂင်ဟုတ်တယ်လို့ကိုထင်ပြီးတော့ယေရှုကိုငါရရှိပြီဆိုပြီးမှအိုးဘယ်တော့မှအချင်းကောင်းမရနိုင်တဲ့လူတွေဟာအမှန်ကတော့ဝိညာဉ်အလေးမရဘူးလို့ဖြစ်တယ်။မျက်စိမမြင်သေးတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်တန်ချိုးချင်အောင်ချင်းထဲမှာရှိနေသေးတယ်လို့ကျွန်တော်တို့နားလည်ရ။အာမင်။ဒါကြောင့်ဒီလောကရဲ့သခင်ဖြစ်တဲ့လောစာတန်ကနေပြီးတော့အဲ့ဒီလူတွေရဲ့ဝိညာဉ်ကိုတော့မျက်စိမမြင်အောင်အဲ့ဒီအလင်းကိုတော့ဝယ်ထားတယ်။ဖေခရစ်တော်ကပါပြောတယ်ငါဒီအလင်းဖြစ်တယ်ဟာလေလုယာအာမင်ငါဒီအလင်းဖြစ်တယ်တဲ့အလင်းရောက်တဲ့နေရာတိုင်းမှာမောင်မိုက်ထပ်ပြေးသွားတယ်တဲ့ဟာလေလုယာအမေအလင်းရောက်ရှိလာတယ်အဲ့ဒီမောင်မိုက်ကိုမောင်မိုက်အထင်းမှာရှိတဲ့မောင်မိုက်တကောကိုဖြတ်စီးဖို့ရတဲ့အဲ့ဒီအလင်းရောက်ရှိလာတဲ့အခါမှာကိုက willingness အဲ့ဒီလူကတော့ကိုညီပေးဖို့လိုအပ်တယ်အဲ့ဒီလူရဲ့စိတ်ကကျေပွဲပြီးတော့ဆန္ဒရှိရင်အဲ့ဒီဝိညာဉ်ဆိုကလုတ်ပေးတဲ့မောင်မိုက်ဟာလည်းပွားချတော့မှာဒါပေမဲ့လူကဆန္ဒမရှိဘူးဝိညာဉ်ဆိုကလည်းလာပြီးတော့မှဖုံးပေါက်ထားသေးတယ်ဆိုရင်အလင်းဘလောက်ပဲလာအဲ့ဒီလူကတော့မပြောင်းလဲဘူးနားလေလားဒါကြောင့်မို့ဒီကနေ့ပါလို့တဲ့ကိုဟာတန်ဂျိုနဲ့ချင်းအောင်ချင်းခံနေရတော့ဘူးလားဆိုတော့ကိုနားလေဟိုတန်ဂျိုပေါ့ရင်လူတချို့ကဒီမှာစားပေါ်ပါလေးကျွန်တော်ဒီမှာချရင်ဥပမာအဲ့မေဂါဆောင်တဲ့လူတွေရှိမှာဘယ်ချထားလို့လားတော့တာကမကြည့်ခင်မှာပေါ့နော်မျက်နှာလေးကလာတာဒါမျိုးဘာလဲသူလျှောက်လာတဲ့အချိန်မှာမျက်နှာပေါ်မှာလေးကပြီးတော့သမီးကအဖေကလည်းပေါ်လာပြီးတော့မှရှေ့မှာလာတယ်ဟုတ်လားဆီယာရှေ့မှာရောက်လာတယ်အဲ့ဒါသူကလမ်းလျှောက်လို့ရတယ်ဘာလို့လဲအဲ့ဒီကာထားတဲ့ဘေးကဇာပေါက်လေးတွေအပေါက်လေးတွေရှိတော့အဲ့ဒီကြားထဲကနေတက်စီပြီးတော့လျှောက်လို့ရခရိယာညောင်များစွာဟာလည်းပဲအဲ့ဒီဇာမပေါက်တဲ့အမေကမောင်မကနေကာထားတဲ့ကနေချုပ်ပေမဲ့အချို့ကဇာပေါ်ပါလေးတွေအများကြီးအလွာလိုက်ကာထားတယ်ရှိတယ်နော်အခုစီကိုဖြုတ်ဖို့ဖျက်စီအလိုတော်ရှိဟာလေလုယာအဲ့ဒါပါနဲ့ဒီလိုဆိုတန်ကြိုးလေးတွေနဲ့နော်တန်ကြိုးလေးတွေနဲ့ချီအောင်ထားတာဖြစ်အချို့ဘောနကင်မရခင်ကတော့တန်ကြိုးတော့နော်ဟိုရဲဖက်ကိုကြောက်သွားတယ်လို့ဟုတ်လားမျက်စိထဲမှာမြင်အောင်ကြည့်ရဲဖက်တော့ပြန်ကူလို့ဘယ်ရောက်ရောက်ဘူးလဲရဲဖက်ရောက်ရင်တော့မလာတော့ဘူးထင်ပါတယ်တော့ဒီမနေ့ကတော့ရောက်တော့ဘူးနော်ရဲဖက်ရောက်သွားတဲ့လူရဲ့ဘဝကိုကျွန်တော်တို့ကြည့်တဲ့အခါမှာတန်ကြိုးတော့ကြည့်ရတို့ကျွန်တော်ကြည့်ခံရတယ်အစားမကျွေးဘူးအဲ့ဒါနဲ့သူတို့အလုံးလုံးတွေနေပူထဲမှာကြောက်တွေထုတယ်ဟုတ်လားပြီးတော့ပိုက်စားတဲ့အခါမှာမျက်တွေလုတ်ပြီးတော့မှသူတို့ကအဲ့ဒါစားကြတယ်တချို့နည်းနည်းမပါပဲအသက်ရှင်နေများသောအားဖြင့်အသက်ရှင်ဖို့ထားတာမဟုတ်ဘူးနော်အသက်ရှင်ဖို့ထားတာစာရန်ကတန်ကြိုးနဲ့ကျွန်တော်တို့ချီနှောင်ထားတဲ့အခါမှာဘယ်တော့မှမလွတ်ဖို့သူကထားတာဖြစ်တယ်ဒါပေမဲ့သခင်ယေရှုကြွဆင်းလာတာကကျမတို့ကိုအဲ့ဒီကနေလုံးဝလွတ်ပြီးတာတို့ဖြစ်တဲ့နေ့ပတ်နဲ့ထောင်ကလွတ်ပြီးတာဖြစ်တယ်ဆိုကျွန်တော်နားလည်ရဟာလေလုယာအာမင်အဲ့ဒီအတွက်ကြွဆင်းလာနော်အဲ့ဒီအတွက်ကြွဆင်းလာတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်လွတ်ချင်တဲ့ဆန္ဒရှိရတယ်ဆန္ဒရှိလာတဲ့အခါမှာအလင်းထဲမှာဝင်ဖို့လွယ်တယ်အခါတည်းအဲ့ဒါတွေကပြုတ်ကျပြီးတော့မှကျွန်တော်တို့လမ်းလျှောက်လို့ရဥပမာလာဇာရုတည်သွားတဲ့အခါမှာဘာဖြစ်တယ်ဂူထဲကနေသခင်ယေရှုကလာဇာရုထွက်လာခဲ့လို့မပြောဘူးလားကြီးတော့အတန်နဲ့ယေရှုကလည်းလာဇာရုထွက်လာခဲ့လို့ပြောတဲ့အခါမှာထွက်လာခဲ့တဲ့အခါမှာသူ့မှာအဝတ်တင်းကျပ်အဝတ်ကြီးဝတ်ထားသေးတယ်ကောင်းဒါတွေပါပတ်ထားတာပေါ့နော်ပတ်တင်းနဲ့စီးထားတယ်ဆိုတော့အဲ့ဒီမှာသူကပြောတာပေါ့ကဲထားတော့ထားမြောက်နေပြီနော်ထားမြောက်နေပြီဒါပေမဲ့ချင်းအောင်ချင်းရှိသေးတယ်အဲ့ဒီကပရိသတ်တွေပေါ့ပြောတယ်ကဲအဲ့ဒါချင်းအောင်ချင်းကိုဖြေပေးလိုက်ပါအတင်းတော်တို့အမှုတော်ဆောင်တို့နော်ယုံကြည်သူတွေချင်းချင်းဟာတယောက်ရဲ့တယောက်မှာရှိသေးတဲ့ချင်းအောင်ချင်းလေးတွေဖယ်ရှားဖို့ကချင်းနဲ့ကြိုက်ပြီးတော့ဖြီးဖို့ရန်အတွက်ကျွန်တော်တို့တယောက်စီဖျားရှင်ထားပေးတယ်ဟာလေလုယာအာမင်အဲ့ကျွန်တော်တို့အလုံးလုံးရတယ်ကျမ်းစာတင်တဲ့ဟာတွေဖြစ်စေအမှုတော်ဆောင်တွေလာပြီးတော့တရားလာဟောတာဖြစ်စေနော်တချင်းအိမ်မှာဟိုဘုပ္ပုကိုယ်ချင်းလာလို့ပေးတာမ
မတိမတာနေတဲ့စာတန်ကပြန်ပြီးတော့မှကျိုးလေးတဲ့ကျွန်တော်တို့လာပတ်တယ်နော်အဝတ်ချုပ်တဲ့ကျိုးနဲ့အချီလုံးနဲ့ပတ်ရင်တော့ခင်ဗျားကမှချီအောင်ချင်းခိုင်ရတယ်လို့မထင်ရဘူးဒါမဲ့နေလို့တော့မကောင်းဘူးတော့နော်အဲ့ဒါလွတ်လွတ်လပ်လပ်မဟုတ်ဘူးလေတန်ကျိုးကနေတော့လွတ်သွားတယ်ဒါပေမဲ့အဲ့ဒီဟိုအဝတ်ချုပ်ထားတဲ့အဝတ်ချုပ်တဲ့ဗါလဲအချီလုံးနဲ့ဒီလိုချီအောင်တဲ့အခါမှာအဲ့မတိတာဘူးဒီလိုပဲရတယ်တန်းသွားလို့ရတယ်အလုံးလုံးလို့ရတယ်သူရင်းစားလို့ရတယ်စာတန်ကမအားဘူးသူကတခါတည်းခင်ဗျားကိုအကုန်လုံးပြန်မချီဘူးနောက်တစ်ခါပြန်ပြီးတော့တခြားအချီလုံးတစ်လုံးနဲ့နော်ခင်ဗျားဒါကိုချက်ချင်းမဖြစ်နောက်တစ်ခုသုံးပြီးတော့ပြန်ချီတယ်နော်ပြင်းပြင်းနဲ့ပြန်ချီတယ်နော်နောက်တစ်ခါကျတော့အခုတော့ပြန်သုံးပြီးတော့မတိမတာလေးမှပြန်ချီတယ်အဲ့ဒါနဲ့လုပ်ပြီးတော့နောက်ပိုင်းမှာပါဖြစ်သွားတယ်ကျုံသွားတာပေါ့နော်လမ်းကျတာတွေကျဲလမ်းကျဲကြီးမသွားတော့လို့မရလမ်းကဒီလိုလေးပဲဟိုတရုတ်ဖွားကြီးတွေရင်တော့ကဟိုဖတ်တဲ့တင်းလေးတွေစီးတယ်လို့ပေါ့ဒီလိုလေးသွားကြဘာဖြစ်လို့ကျွန်တော်လမ်းသွားတဲ့ဟာတွေမမြန်တယ်လဲဘာဖြစ်လို့တုတ်တဲ့လည်းမရှိဘူးဘာဖြစ်လို့ကျွန်တော်တို့လွတ်လပ်ခြင်းအပြည့်မရှိတယ်ဘာဖြစ်လို့အောင်မြင်ခြင်းအပြည့်မရှိတယ်ဘာဖြစ်လို့ကျွန်တော်တို့အပြည့်ထက်မှပြန်ပြောင်းနေတယ်ဘာလို့လဲဆိုရင်နှုတ်ကပတ်တော်ကိုကျွန်တော်တို့မဖတ်ဘူးနှုတ်ကပတ်တော်ကိုမလေ့လာဘူးတော့ကျွန်တော်တို့တပြည့်တော့ဖြစ်တဲ့အစ်မတော့ကျွန်တော်တို့မရောက်ဘူးမရောက်တဲ့အခါကျတော့ပြန်လဲပြီးအဲ့ဒီထက်မှနေတဲ့အခါမှာစာတန်ကဇိမ်နဲ့အလုပ်လုပ်သွားတာဒီလူကဘာမှမသိဘူးဆိုပြီးတော့နေပြီးတော့နောက်ပိုင်းမှာသူကတဖြည်းဖြည်းနဲ့ကြီးတဲ့အရာနဲ့ပတ်ပြီးတော့ခင်ဗျားကိုပြန်ဆွဲဖို့ရသူ့မှာအစီအစဉ်ရှိတယ်အဲကြောင့်ဒီလူတွေကတန်ကြိုးချီအောင်ချင်းထဲမှာသူတို့နေတဲ့အခါမှာဘာဖြစ်လဲဆိုတော့ဖယားကိုမကြည့်နဲ့နေပြုတ်တယ်တန်ကြိုးချီအောင်ချင်းထဲမှာနေတဲ့အခါမှာဒုက္ခအကြီးကျယ်ရောက်သွားတယ်ဒီလိုပတ်ထားနေနေလေးအချင်းနဲ့ပတ်ထားရင်တော့ခင်ဗျားအလုံးလုံးတဲ့နေရာမှာမဖြောက်ဘူးနိုင်ဘူးနော်ဆိုတော့တဖြည်းဖြည်းနဲ့ပတ်ချင်အောင်ထားတယ်မကြတဲ့ခင်ကအမျိုးသမီးတယောက်ဆရာတစ်ပါးကနေယူပါယုံတစ်ခုမြင်တယ်နော်အဲ့ဒီယူပါယုံကအတော့ဆရာကောင်းတယ်သူကစာအုပ်နဲ့စာရွက်နဲ့ဒီဗာလဲ internet ထဲမှာထည့်ထားတာလေ page အများကြီးရှိတယ်အဲ့ဒီမှာသူပါရေးထားတဲ့ဆိုလို့ရှိရင်သူ့ရဲ့ဘုရားရှင်ကအိမ်မက်လာပါတယ်ကနေသူကပေးထားတာအကုန်လုံးအသေးစိတ်ရေးထားတယ်စာရန်နဲ့အပေါင်းဖော်တွေရဲ့လုပ်ငန်းကိုသူဖော်ပြထားတယ်အမှပုံလိုက်ကြည့်ဖို့စာရန်နဲ့အဖွဲ့ကြီးကသူတို့ကအကြီးကျယ်ခင်ဗျားကိုလာတိုက်ဖို့ရတဲ့သူကအစနစ်တကျနဲ့သူတို့ကပုံလိုက်ကြည့်သူတို့ကအလုပ်လုပ်ထားတယ်ဒါပေမဲ့ခင်ဗျားကျမတို့လာတိုက်တဲ့ခါမှာသူကအခါလေးပုံလိုက်နဲ့မလာဘူးဘာလေးနဲ့လာဆိုများပြစ်ပြီးတော့လာတာများသစင်းလေးဝေးကနေပြည့်ဒီထဲမှာပြစ်တာနော်ကျမတို့ရဲ့ဝိညာဉ်ထဲမှာစိတ်ဝိညာဉ်ထဲမှာပါရှိတယ်ဆိုလို့ရှိရင်စိတ်ဆိုတာရှိတယ်နော်စိတ်ရဲ့ emotion ဆိုတာရှိတယ် mind emotion ပြီးတဲ့အခါမှာ will ဆိုတဲ့သုံးခုရှိတယ်ကျမတို့ရဲ့ soul ဆိုတဲ့အပိုင်းမှာအဲ့ဒီသုံးခုရှိတဲ့အခါကျတော့အဲ့ဒီ mind ဆိုတဲ့စိတ်ရဲ့အထဲမှာကစာတန်အလုံးလုံးအကောင်းဆုံးဖြစ်တယ်